ပလောဝခရိုင်စမီးမြို့နယ်ကခရီးသွားလာတဲ့နေရာကိုအကြမ်းဖက်လေတပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားခရီးသွားတယောက်သေဆုံးပြီးတော့2ယောက်ဒဏ်ရာရရှိသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့မနက်7:00 နာရီလောက်မှာစမီးမြို့နယ်ဝါရှုကျေးရွာနဲ့ကရက်ကျေးရွာအကြားကိုဂျက်ဖိုက်တာနဲ့ဘုံလဲလုံးကျေရှာတိုက်ခိုက်ခဲ့တာပါ။သေဆုံးသွားသူနဲ့ဒဏ်ရာရရှိသွားသူတွေဟာအရက်သားပြည်သူခရီးသွားတွေဖြစ်ကြတယ်လို့လည်းဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုဘုံမကျဲခင်မှာဝိုင်တွဲနဲ့9ကြိမ်လောက်လာရောက်ကင်းထောက်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မလ29ရက်နေ့ညနေပိုင်းကလည်းပလောဝမြို့နယ်ဂရောင်ရှောင်းကျေးရွာကိုစစ်အုပ်စုရဲ့လေကြောင်းကပုံကျဲခဲ့တဲ့အတွက်အသက်16နှစ်အရွယ်လူငယ်တယောက်အပါအဝင်အပြစ်မဲ့အရက်သားပြည်သူစုစုပေါင်း9ယောက်သေဆုံးခဲ့ရပြီးနောက်ထပ်ကလေးငယ်2ယောက်အပါအဝင်4ယောက်လည်းဒဏ်ရာရရှိသွားခဲ့တယ်လို့အာရခတတော် AA ကထုတ်ပြန်ထားပါတယ်။